ကြည့်မိုဘိုင်းကဒီလောက်လာတဲ့ဘောနှစ်ပတ်ကိုဘာလို့ထုတ်ရတာလဲကွာအားလုံးမင်္ဂလာပါကျွန်တော်ကတော့ AOG လုံးမဖြစ်ပါတယ်ကျွန်တော်ဒီနေ့လာပြပြပေးသွားမှာတော့ကျွန်တော်တို့ APP RB ဘောနှစ်မှာပါဝင်လာမယ် Epic Gun Skin နဲ့အဲ့ဒီ skin တွေအကြောင်းကိုလာပြပြပေးသွားမှာဖြစ်ပါတယ်စကင်တွေကြောင့်မပြောခင်အခုကြည့်နေတဲ့တငယ်ချင်းတွေကကျွန်တော်ရဲ့ Facebook page ကကြည့်နေတာဆိုလို့ရှိရင်ဗျာသတင်းကောင်းလေးရှိပါတယ်ကျွန်တော် Facebook page မှာ top fan ရအောင်ယူထားတဲ့သူတွေနဲ့ကျွန်တော်ကလန်တွေကသူတွေကိုကျွန်တော်ဒီတစ်ပတ်တွင်းမှာကျွန်တော် RB 3ယောက်ဖွင့်လို့ရှိပါတယ်တကယ်ကျွန်တော်တော့ဖတ်မရသေးရင်ရအောင်ယူထားကြနော် Okay skin တွေချက်တော့ကြည့်လိုက်အောင်ဗျဒီတစ်ခါလာတဲ့ RB ဘောနဲ့အင်ဂျီကိုကြည့်ရမယ်ဆိုရင်သိကြပါတယ်တကယ်ကျွန်တော်ဒီအင်ဂျီကိုရင်းရင်းနှီးနှီးမြင်မှုမယ်ဆိုတာအဲ့ဒီ skin တွေကိုကြည့်ရမယ်ဆိုရင်ကျွန်တော်တို့အဖြူနဲ့ခရမ်းပြဆိုပြီးတော့အယောင်နှမျိုးပါလာတာကိုကျွန်တော်တို့မြင်တွေ့ရပါတယ်အခုစီစဉ်ရလဲကျွန်တော်တို့ ghost ကောင်လေးတွေဝိညာဉ်လောကနဲ့လည်းဆက်ဆက်နေတာဖြစ်တဲ့အတွက်အခုလိုအင်ဂျီမျိုးထုတ်ပေးတာတော်တော်လေးသဘောကျဖို့ကောင်းပါတယ်Nice အခုကြည့်နေတဲ့တငယ်ချင်းတွေရောကျွန်တော်လိုပဲသဘောကျကြမယ်လို့ထင်တယ်ဗျာနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ handbag skin နဲ့ backpack skin ကိုကြည့်ရမယ်ဆိုရင်လည်းအရင်လှတဲ့ထဲမှာတော့မပါဘူးဗျာဒါပေမဲ့ကျွန်တော်တို့ကအဓိကအင်ဂျီရရင်တော်ပြီဗျာအင်ဂျီကအဓိကပဲဗျာဒါလို့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီတစ်ခေါက်ဘောနက်ပတ်မှာမြင်တွေ့ရတဲ့ Brigade skin ကတော့ကျွန်တော်တို့ Cycle skin ပဲဖြစ်ပါတယ်ကျွန်တော်တို့ရှေ့တုန်းကဆိုရင်ဗျာကျွန်တော်တို့ boat skin တွေပါမယ်နောက်ပြီးတော့ car skin တွေပေးနေကြဗျာဒီတစ်ခေါက်ကတော့ကျွန်တော်တို့ Cycle skin လေးထူးထူးခြားခြားအနေနဲ့ပေးလာတာကိုကျွန်တော်တို့မြင်တွေ့ရတယ်ဗျာတကယ်ချင်းတို့တော့မသိဘူးဗျာကျွန်တော်ကတော့အခုလာတဲ့ Cycle skin တော့အရင်သဘောမကျဘူးဗျာဒီတစ်ခေါက် RB ဘောနက်မှာတော့အတိတ်ကန်းအနေနဲ့ကျွန်တော်တို့မြင်တွေ့ရမှာတော့ SR skin ပဲဖြစ်ပါတယ်ကျွန်တော်တို့ခေမစိတ်နေထားကိုကြည့်ရမယ်ဆိုရင်လည်းကျွန်တော်တို့ဝိညာဉ်ပုံလေးနဲ့ဗျာခေမစိတ်လည်းမစိုးလို့ပြောလို့ရပါတယ်နောက်ပြီးတော့ကျွန်တော်အဓိကပြောချင်တာကသူ့ရဲ့ on head effect ပေါ့နော် on head effect ဆိုရင်လုံးဝဆောင်းရမ်းလှတယ်ဗျာတော်တော်လေးမိုက်တယ်အဓိကဂန်းကအဆက်ရဖြစ်သွားတာကြောင့်မမိုက်တော့တာဗျာတခြားဂန်းဆိုရင်တော့တော်တော်လေးမိုက်မယ်ဗျာโอเคကျွန်တော်ခုပြပြပေးသွားတယ် A50 RB ဘောနက်ထဲမှာပါဝင်လာမဲ့ skin တွေကိုတကယ်ချင်းတို့အနေနဲ့သဘောကျကြလားသဘောမကျကြဘူးလားဆိုတော့ comment မှာမှတ်ချက်ပေးခဲ့လို့ရပါတယ်ကျွန်တော်ရဲ့ page လေးကအခုမှစ run နေတာဖြစ်တဲ့အတွက် brother တို့အနေနဲ့ကျွန်တော်ကို supporting ပေးခြင်း like and share လေးတွေနဲ့ supporting ပေးခဲ့လို့ရပါတယ် skin တွေအကြောင်းတစ်တွေတင်တာကိုမြင်ချင်ရင်ကျွန်တော်ရဲ့ page လေးကို follow လုပ်ထားခဲ့လို့ရပါတယ်